မလားပါအခုဆိုရင်လေပြေလေညင်းလေးရရင်လေပြေအားနဲ့ရောင်ဝင်းတစ်ခုကဲ့သို့ကျွန်တော်တို့အရက်သမားဂရုကြီးကတော်တော်မှအင်အားကြီးတာကိုကျွန်တော်တို့လက်များမျက်ဝါးထင်ထင်ကိုပြမြင်ရပါတယ်နောက်တစ်ခုကဘာပြလာလဲဆိုအက်ဒီတာချုပ်တယောက်အနေနဲ့ရှယ်ယာဝင်အရက်သမားများအားလုံးကိုရှယ်ယာဝင်အရက်သမားများအားလုံးကိုအကြီးကဲပီသားစွာနဲ့ရတာတဲ့အကျိုးကျေးဇူးယောဂများကိုစနစ်တကျခွဲဝေပေးမယ်ဆိုတဲ့အကြောင်းအသိပေးကြေညာအပ်ပါတယ်ကိုပြောတယ်ကိုကတော့ဟုတ်နေရမယ်တမဒါတော့နည်းနည်းပို့ပြီးတော့တောက်လိုက်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ဟိုကောင်လိုမဟုတ်ဘူးလေဟိုကောင်ကတော့နှမျောတယ်တောက်ရတာနှမျောတယ်ဒီဟာကတော့နည်းနည်းပူချနေမယ်ဟိုဟာကြီးကြတော့နည်းနည်းပဲ bread ဗါတယ်ဒီကောင်တစ်ခါခေါ်ဖို့လို့အဲ့ဒါလေးပဲဆက်ပြီးတော့ချလိုက်မယ်ကဲရှီယာငွေချင်းတွေကန်ရအောင်ကန်ပြီးထမင်းစားမယ်အင်းရင်နဲ့အခုမှစီထည့်လိုက်သူထနိုးတာပဲကဲမိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေကိုကိုတို့ပြောတရားလေးတစ်ခုရှိပါတယ်ကိုတို့ရဲ့အကောက်ကိုတို့နဲ့အတူတွဲဆော့နေတဲ့တရုတ်ကလေးကကိုတို့ရဲ့အကောက်နှစ်ခုလုံးသူယူထားတာပါသူယူထားတယ်ဆိုတာသူပဲထိမ့်သိမ်းထားတယ်ပေါ့ဗျာဘာပဲဖြစ်ဖြစ်သူကပဲစီစဉ်တယ်ပေါ့သူကဒရိုက်တာပေါ့ဗျာပြောမယ်ဆိုသူကကျွန်တော်အန်နေပြီပေါ့ကိုကနည်းနည်းပါဝါမြင့်သွားတာပေါ့ကိုတို့ရဲ့အကောက်ကနှစ်ကောက်ကတစ်ကောက်ကတော့ပထမကျွန်တော်အကောက်အဟောင်းအားလုံးသိကြပါရဲ့နောက်တစ်ကောက်ကတော့အင်းအဝါလေးနဲ့အဲ့ဒါတော့ဂျပန်ကောက်လို့ပြောတာပဲဒါပေမဲ့ပတ်စံတော့ဝင်မှာမဟုတ်ဘူးအခုမှရှောက်နေတော့အဲ့အကောက်လေးနှစ်ကောက်ပေါ့နော်အဲ့ဒါတော့ကိုတို့ရဲ့အကောက်မှန်ပါတယ်နောက်တစ်ခါကိုတိုးကြီးတရုတ်ကလေးဆိုတဲ့အကောက်ကတော့ဒါသူဖြူးမတက်မှာဆိုလို့ကိုတို့တွဲပြီးတော့ဆော့ပြီးတာပါပြီးတော့သူနဲ့ကိုနဲ့တဲ့အတူတူနေတာကြာတော့လေဒါကြောင့်မို့သူနဲ့ကိုနဲ့ပဲနောက်တစ်ခုကကျွန်တော်ဘက်ကညှာတာတယ်ဆိုတာဒီလိုမျိုးအတူတူတွဲဆော့တာတော့မှပဲသူ့ကိုကညှာတဲ့အနေနဲ့ကျွန်တော်ကအရင်တင်လိုက်လို့ရှိရင်ဖြူးမတက်မှာဆိုလို့ကျွန်တော်နောက်နေ့ကျမှအဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်နေပေးတာပါသူ့ကိုဦးစားပေးငယ်တဲ့လူကိုကျွန်တော်ဦးစားပေးတဲ့အနေနဲ့အဲ့ဒါမျိုးလေးဆော့တာပါမှန်တော့ကျွန်တော်တို့နှစ်ယောက်ကအတူတူပေါ့နော်ပြောမယ်ဆိုလို့ရှိရင်လက်တွဲခဲ့တာပါပေါ့ဒီလိုတယောက်တဲ့တယောက်ကိုဟိုဟာကြီးဒီဟာကြီးဘာစိတ်မှလည်းမရှိခဲ့ပါဘူးတယောက်တဲ့တယောက်ကကျွန်တော်ဘက်ကလည်းမရှိဘူးသူ့ဘက်ကလည်းအတတ်နိုင်ဆုံး